A13 CPU စကော့အောင်မှာ CPU အကောင်ဘုတ်အကောင်ခွာပါမယ်ဘယ်သူခွာတဲ့နီးနဲ့ခွာတယ်လဲဆိုတာဖြည့်ကြည့်အောင်အဓိကကတော့ဘယ်သူနီးနဲ့ပဲခွာအပူလေးကိုနိုင်နေရင်ခွာလို့ရပါတယ်ခုလိုခွာတာလေးကိုလည်းသဘောကျလို့မို့ဒီတိုင်းလေးလည်းကျွန်တော်ကတော့ခွာပြပါတယ်ဒါကတော့ CPU ခွာပြီးအနေထားလေးပါ CPU လည်းအကောင့်တိုင်းရပါတယ်ဘုတ်ကလည်းအကောင့်တိုင်းရပါတယ်ကွန်ပိုနန့်တွေလည်းမပြုတ်ပါဘူး